test ဖို့မှာကnow in opposition ဝါကြကိုမြင်တာခိုင်းတာရယ်နောက်တစ်ခုက now in opposition ဝါကြကိုတိဆောက်ခိုင်းတာရယ်ပါအဲ့ဒီလိုတိဆောက်ခိုင်းတာမလာခင်မှာဆရာကဘာပြောချင်လဲဆိုဝါကြနှစ်ခုပေးထားမယ် now in opposition ဝါကြပုံစံနဲ့ဘယ်လိုရေးရမလဲဆိုတဲ့ဟာတွေကိုသင်ပေးပါမယ်အဲ့ဒါတွေကိုနမူနာဝါကြများနဲ့အောက်မှာရှင်းပြထားပါတယ်နမူနာမေးခွန်း1ဝါကြ1မောင်မောင် goes to school with Bobo မောင်မောင်ဒီ Bobo နဲ့အတူကျောင်းသွားသည်နံပါတ်2ဝါကြနံပါတ်2 Bobo is his cousin Bobo ဒီသူ့ညီအကိုဝမ်းခွဲဖြစ်သည်ဒါကို now in opposition နဲ့ရေးပါဆိုတော့အောက်မှာဘယ်လိုလုပ်တယ်ဆိုတော့ရှင်းပြထားပါတယ်နမူနာမေးခွန်း1ဝါကြများကိုလေ့လာခြင်းအောက်ပါအချက်များကိုတွေ့ရပါသည်နံပါတ်1ဝါကြနှစ်ခုစလုံးတွင် Bobo ပါသည်ဝါကြနံပါတ်1မှာ with Bobo ဆိုတဲ့စကားလုံးရ Bobo ပါပါတယ်ဝါကြနံပါတ်2မှာ Bobo ဆိုတဲ့စာသားနဲ့စထားပါတယ်နံပါတ်2ပထမဝါကြမောင်မောင် goes to school with Bobo သည် subject verb to be ကိုပြောတာပါပြီးတော့ complement ဖြစ်ကြောင်းပြဝါကြပုံစံမဟုတ်၍အဓိကဝါကြအဖြစ်ယူမည်လို့ဆိုထားပါတယ်အဲ့တော့မောင်မောင် goes to school ဆိုတဲ့နေရာမှာမောင်မောင် goes သွားသည်ဆိုတဲ့ verb ပါပါတယ်အဲ့တော့ဒီဝါကြကိုအခုလောက်မှထားပြီးတော့နံပါတ်3အချက်ကိုဆက်ကြည့်ပါမယ်ဒုတိယဝါကြ Bobo is his cousin သူကတော့ SBC subject verb to be နဲ့ complement ဖြစ်ကြောင်းပြဝါကြပုံစံဖြစ်သည်အဓိပ္ပာယ်က Bobo သည်သူ၏ညီကိုဝမ်းခွဲဖြစ်သည်ဆိုတဲ့ဖြစ်ကြောင်းပြဝါကြပုံစံဖြစ်တယ်လို့ပြောတာပါထို့ကြောင့်၎င်းဝါကြ၏ subject Bobo နှင့် verb is ကိုဖြုတ်၍ပထမဝါကြနှင့်ပေါင်းရေးနိုင်သည်လို့ဆိုထားပါတယ်အဲ့တော့ပထမဝါကြမောင်မောင် goes to school ဆိုတဲ့နေရာမှာတော့ subject နဲ့ verb ကိုဖြုတ်လို့မရပါဘူးဘာလို့လဲဆိုတော့ SBC အတူပဲပြောပါမယ် FBC SBC ဖြစ်ကြောင်းပြပုံစံနဲ့ရေးထားတာမဟုတ်လို့ပါအဲ့တော့ဒါဝါကြနှစ်ခုကိုဒါလေ့လာလိုက်တာနံပါတ်1ကိုအဓိကထားရေးမလားနံပါတ်2ကိုအဓိကထားရေးမလားဆိုတော့ subject verb to be နဲ့ complement နဲ့ရေးထားတဲ့ဝါကြမျိုးကိုသာလျှင် subject နဲ့ verb ကိုဖြုတ်ပြီးတော့တခြားဝါကြထဲမှာသွားပြီးတော့ပေါင်းထည့်ရေးရမှာမျိုးဖြစ်တဲ့အတွက်ဒီဥစ္စာကိုအရင်သိထားဖို့လိုပါတယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုတာကိုဆက်သွားပါမယ်အဲ့တော့နမူနာအဖြေ1မောင်မောင် goes to school with Bobo ဒါအဓိကဝါကြဖြစ်တယ်ဒုတိယနံပါတ်2ဝါကြ Bobo is his cousin အဲ့တော့ Bobo is his cousin ဆိုတဲ့ဟာကိုလေဒီမှာ SBC ဖြစ်ကြောင်းပြဝါကြဖြစ်ပါတယ်လို့ပြောထားတယ်အဲ့တော့ဒီမှာ Bobo ကပထမဝါကြရဲ့အဆုံးမှာပါပြီးသားဖြစ်တယ်ဒါကြောင့်မလို့ဝါကြနံပါတ်2က Bobo ဖြုတ်ပါတယ် Bobo နှစ်ခုကိုကတ်ရေးလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီ Bobo နဲ့နောက်မှာ full stop မဟုတ်ဘဲနဲ့ဝါကြကိုတစ်ကြောင်းနဲ့ဖြစ်အောင်ရေးမှာဖြစ်တဲ့အတွက် Bobo နှစ်ခုကတ်မရတော့ဘူး subject မရှိတဲ့အတွက် verb ဖြစ်တဲ့ is ကိုလည်းဖြုတ်လို့ရပါတယ်ဒီလိုဆိုရင်ဘာကြံမလဲဆိုတော့ his cousin ဆိုတာကြံပါတယ် his cousin ဆိုတာအပေါ်မှာသင်ခဲ့ပြီးသားပါ noun phrase ဖြစ်ပါတယ်ဘာလို့လဲဆိုတော့ his ဆိုတဲ့ပိုင်ဆိုင်မှုနဲ့စကားလုံးနဲ့စပါတယ် cousin ဆိုတဲ့ noun လိုက်ပါတယ်အဲ့ဒီ his cousin ဆိုတာလေးကို Bobo ရဲ့နောက်မှာကတ်ရေးလို့ရပါတယ်အဲ့လိုကတ်ရေးလိုက်မယ်ဆိုရင် Bobo ပြီးလို့ရှိရင်နောက်မှာ comma လေးခံရပါတယ်အဲ့တော့ဘယ်လိုဖြစ်လာမလဲဆိုတော့ဝါကြကမောင်မောင် goes to school with Bobo, his cousin full stop
အဲ့တော့ comma တစ်ခုပါတယ်ဝါကြအဆုံးဖြစ် full stop လိုက်တယ်လို့ရေးထားပါတယ်အဲ့တော့ဝါကြကလည်းဘာသာပြန်ဘယ်လိုဖြစ်လာမလဲဆိုတော့မောင်မောင်သည်သူ့ညီအကိုဝင်းခွဲဘိုဘိုနဲ့အတူကြောင်းသွားသည်လို့အဓိပ္ပာယ်ရပါတယ်